အားလုံးပဲမင်္ဂလာပါချိန်နာယူပြင်ဆင်ပေးတဲ့ဘုရားရှင်နာမတော်ကိုချီးမွမ်းပါတယ်ဘုရားရှင်နာမတာ၍ဘုန်းကြီးပါစေကျွန်တော်တို့ကတော့ခဏလေးဆုတောင်းစကားအနေရအောင်ဟာလေလုယအသက်ရှင်ကောင်းမြတ်တဲ့အဖဘုရားခင်ကိုရဲ့နာမတော်ကိုချီးမွမ်းပါတယ်ဒီကနေ့မှာတော့တို့မျိုးကိုရဲ့နှုတ်ကပတ်တော်တမန်တရားကိုခံယူရမယ့်အချိန်မှာကရရှင်တော်တို့မျိုးနှလုံးသားအသီးသီးကိုကရရှင်ဖွင့်ဟထားပါဖွင့်ရထားပါတယ်။တောက်သမီးနှလုံးသားအသီးသီးတဲ့ကိုရဲနှုတ်ကပတ်တော်ကိုသွန်းလောင်းလျက်ထိုနှုတ်ကပတ်တော်ဒီတောက်သမီးကိုစကားပြောလျက်ခြေရှိမှမိခွက်ဖြစ်လျက်လမ်းခီးကိုလင်းစေပါမည်အကြောင်းကရရှင်ပြင်ဆင်ပေးသနာရမူပါ။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်တောက်သမီးအသက်တာထဲမှာပြင်ဆင်စရာရှိတဲ့အရာများကိုပြင်ဆင်တခင်ရွှေမြတ်သောနာမ၌ဆုတောင်းဆက်ကအနက်လက်အစပြုပါရဖဖျားခင်အာမင်ကျွန်မဒီနေ့မှာနှုတ်ကပတ်တော်လေးရဲ့ခေါင်းစဉ်နာမည်ကို6တွေ့ခြင်းမှာဝမ်းမြောက်စရာအဖြေတို့လို့နာမည်ပေးထားတာပဲဖြစ်ပါတယ်6တွေ့ခြင်းမှာဝမ်းမြောက်စရာအဖြေတို့လို့အမည်ရပါတယ်ကျွန်တော်တို့တခါတည်းမှာဝိညာဉ်ရေးရာတွေ6တွေ့တဲ့အခါတွေရှိတယ်တခါတည်းမှာစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့မှ6တွေ့နေတဲ့အချိန်တွေလည်းရှိတယ်တခါတည်းမှာကိုကြုံနေရတဲ့အရာတွေပေါ်မှာမူတည်ပြီးတော့မှအသက်တာကြီးက6တွေ့နေတဲ့ကာလကိုဖြတ်တန်းနေရတဲ့အချိန်တွေဆိုတာကျွန်တော်တို့ရှိတတ်ကြတယ်အဲ့တော့အဲ့ဒီ6တွေ့ခြင်းဆိုတဲ့သင်္ကေတကဘာလဲဆိုလို့ရှိရင်ကွဲအပ်နေတဲ့မြေကြီးအဲ့ဒီမြေကြီးကမာကျောနေတယ်အပင်စိုက်လို့မရဘူး6တွေ့ကွဲအပ်နေတဲ့အရာဘဝထဲမှာလဲဆိုလို့ရှိရင်ငြိမ်သက်ခြင်းမရှိဘူးဝမ်းမြောက်ခြင်းမရှိတော့ဘူးအသက်တာကအတွင်းထဲမှာရှိနေတဲ့စိတ်ဝိညာဉ်ကကွဲအပ်ပြီးတော့မှကြေမွနေတဲ့အရာထိုအရာကို6တွေ့ခြင်းလို့ခေါ်တယ်6တွေ့ခြင်းတွေကတခါတည်းမှာကျမတို့ဘယ်လိုတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်မျောလင်းချက်မဲ့ပြီးတော့မှရှေ့ဆက်ရမယ့်လမ်းခီးမှာအားအင်တွေမရှိတော့ဘူးဘာလို့ဘာကန်ရမှမသိတော့တဲ့အခြေအနေတွေဘာပဲလှုပ်အလကားပဲဘာမှအရာမထင်လာဘူးလို့တွေးနေမိတဲ့အချိန်တွေတခါတည်းအလုတ်ထဲမှာနေ့စဉ်ဘဝထဲမှာစိတ်ကူးတွေကအစ်တွေမထွက်လာတော့ဘဲနဲ့ထုံထိုင်းနေတဲ့အရာတွေနော်ပြောလို့ရှိရင်ကျမတို့ရဲ့ပတ်ဝန်းကျင်နဲ့ဘဝအခြေအနေတွေကဘာမှတိုးတက်မှုမရှိလာဘဲနဲ့ရက်တက်နေတဲ့အခြေအနေတွေနော်ပြီးကျမတို့ချစ်ခင်ရတဲ့သူတွေကျမတို့မျက်နှိုးရတဲ့သူတွေကိုဆုံးရှုံးရတဲ့အချိန်မျိုးမှာ6တွေ့ခြင်းတွေကထွက်ပေါ်လာတတ်တယ်အဲ့ဒီ6တွေ့ခြင်းတွေကဘလို့အခြေအနေမှာလဲဆိုလို့ရှိရင်ကျမတို့ဖယားသခင်ကိုမကိုးစားဘဲနဲ့ကိုယ့်ရဲ့ခွန်အားနဲ့ဖြတ်ကျော်တဲ့အချိန်တွေအခက်ခဲတွေကြားထဲမှာမျောလင့်ချက်မဲ့နေတဲ့အချိန်တွေတိုင်းမှာအဲ့ဒီ6တွေ့ခြင်းဆိုတဲ့အရာကိုကျမတို့ရဲ့အသက်တာထဲမှာခံစားရတာဖြစ်တယ်အဲ့တော့ကျမတို့ယုံကြည်သူတွေရဲ့အသက်တာထဲမှာကအဲ့ဒီ6တွေ့နေတဲ့ကာလမှာမျောလင့်ချက်မဲ့နေဖို့အတွက်မဟုတ်ဘဲနဲ့ဖယားကိုကြိုးစားပြီးတော့မှရှာဖွေဖို့အတွက်ဖြစ်တယ်ဆိုတာကိုဒီကနေ့မှာဘုရားခင်ကစကားပြောတာဖြစ်တယ်ဖယားရဲ့ဂတိတော်ကိုထို6တွေ့နေတဲ့ကာလကိုဖြတ်တန်းတဲ့အခါမှာဖယားရဲ့ဂတိတော်ကိုကင်ဆွဲပြီးတော့မှဖြတ်တန်းဖို့အတွက်နှုတ်ကပတ်တော်ကစကားပြောနေတာဖြစ်တယ်ကျွန်တော်တို့6တွေ့နေတဲ့ကာလကလေဘယ်တော့မှကြာရှည်မလာဘူးတက်လက်ပြီးတက်လက်လာတာဖြစ်တယ်နော်အခုချိန်မှာ6တွေ့ခြင်းကိုခံစားနေရလို့စိတ်ပြတ်အားငယ်ဖို့အတွက်မဟုတ်ဘူးစိုးပြေခြင်းကိုလည်းဖယားကအတစ်တဖန်ပြင်လေပြီးတော့မှသွန်းလောင်းပေးဦးမယ်ဆိုတာကိုကျွန်တော်တို့တတိယဖို့အတွက်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီကျမ်းစာထဲမှာပေါ့နော်ဒီ6တွေ့ခြင်းနဲ့ပတ်သက်ပြီးတော့မှကျွန်မအကြောင်းအရာလေးတစ်ခုအားဖြင့်ဝင်ကားချင်တာဖြစ်တယ်ကျမတို့100အခန်းကြီး1အခန်းငယ်1ကနေ20မှာဘု து ကိုတွေ့ရလဲဆိုလို့ရှိရင်ဟန္နရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှတွေ့ရတာပဲဖြစ်တယ်ကျမတို့အစီအပြင်မယ်ဆိုလို့ရှိရင်အားလုံးဒီတကွကျမ်းစာကိုဖတ်ပြီးတော့မှထိုအကြောင်းအရာလေးကိုလေ့လာရအောင်ကျမတို့အရင်ဦးဆုံး100အခန်းကြီး1အခန်းငယ်1ကနေ8ထိအရင်ဆုံးဖတ်ရအောင်နော်ဧဗရမြို့သားဇုဖတောဟုအေလိဟုယေရောဟံမှဆင်းသက်၍အေဖရိမ်တောင်ပေါ်မှာယာမသိန်ဇုဖိမ်မြို့၌နေသောအေလကာနအမည်ရှိသောသူတစ်ယောက်ရှိ၏ထိုသူသည်မယား2ယောက်ရှိ၏တစ်ယောက်ကဟနတစ်ယောက်ကပေနိနအမည်ရှိ၏ပေနိန၌သားသမီးရှိ၏ဟန၌ကမရှိအေလကာနသည်ကောင်းကင်ဘုရားအရှင်သာရဘုရားကိုကိုးကွယ်၍ရစ်ပူဇော်ခြင်းကမိမိနေရာမြို့မှရှိလောမြို့သို့နှစ်တိုင်းသွားမြဲရှိ၏သာရဘုရား၏ယစ်ပရောဟိတ်အေလိ၏သားဟောဖနီနှင့်ဖိနဟတ်သည်ရှိလောမြို့၌နေသည်ဧလကာလသည်ရစ်ပူဇော်အချိန်ရောက်သောအခါမယားပေနိနာနှင့်သူ၏သားသမီးအပေါင်းတို့အားဝင်မြ၏ဟာနကိုချစ်သောကြောင့်နှစ်ဆသောအဖို့ကိုပေး၏
တို့ရာတွင်ထာဝရဘုရားသည်ဟန္နအားသားဖွာသောအခွင့်ကိုပေးတော်မမူထို့သောထာဝရဘုရားသည်အခွင့်ကိုပေးတော်မမူသောကြောင့်ဟန္နစိတ်ဆိုးညစ်အောင်ရန်သူသည်အလွန်နှောက်ယှက်တတ်၏နှစ်စဉ်မပြတ်ထာဝရဘုရား၏အိမ်တော်သို့သွားသောအခါရန်သူနှောက်ယှက်သဖြင့်ဟန္နသည်အစာမစားနိုင်ငိုလျက်နေ၏သူ၏ခင်ပွန်းဧလကာနာကဟန္နအဘဲကြောင့်ငိုသည်။အဘဲကြောင့်အစာမစားဘဲနေသည်။အဘဲကြောင့်စိတ်ညှိုးငယ်သည်။သားတစ်ချိတ်ထက်တင်၌ငါသာ၍ကောင်းသည်မဟုတ်လောဟုဆို၏။ကျွန်တော်တို့ဒီအကြောင်းအရာကိုလေ့လာကြတဲ့အခါမှာဟန္နကသူ့ရဲ့ခင်မွန်းကသူ့ကိုအယမ်းချစ်မြတ်နိုးတယ်။သူကလည်းဖခင်တရားကိုင်းဆိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ဒါပေမဲ့သူ့မှာက6တွေ့ခြင်းကိုခံစားနေရတဲ့အရာကိုဖျက်ဆီးနေရတာဖြစ်တယ်။ဘာအဖြစ်6တွေ့လဲဆိုလို့ရှိရင်ဖခင်သခင်ကသူ့ကိုသားဖွာခြင်းအခွင့်ကိုမပေးတဲ့အခါမှာသူကပင်ဒီနိုင်မှာသားသမီးတွေနဲ့ပြည့်ပြည့်စုံစုံပျော်ရွှင်တာကိုသူကမြင်ရပြီးတော့မှသူ့အသက်တာထဲမှာကျတော့သားသမီးမရှိဘူးဆိုပြီးတော့မှသူ့ရဲ့အလိုဆန္ဒတွေက6တွေ့နေတယ်။သူ့ရဲ့အသက်တာက6တွေ့ပြီးတော့မှဖျက်ဆီးနေရတယ်ဆိုတာကိုတွေ့ရတယ်။သူ့ရဲ့ခင်မွန်းကသူ့ကိုနော်တခြားသူတွေအားလုံးထပ်တာပြီးတော့မှသူ့အပေါ်မှာကောင်းပေးတယ်သူ့အပေါ်မှာချစ်ပေးပေမဲ့လည်းသူ့ရဲ့စိတ်ကကြတော့အမြဲတမ်းဒီစာလောင်နေရပေါ့နော်စာလောင်နေတယ်6တွေ့နေတယ်ဆိုတဲ့အရာကိုပဲတွေ့ရတယ်။သူက6တွေ့နေတဲ့ကာလကိုဖျက်ဆီးနေရတဲ့အခါမှာနော်သူ့ရဲ့ရံပတ်ဖြစ်တဲ့ပင်နိနာကလည်းသူ့ကိုအမြဲတမ်းလှောင်ပြောင်ပြီးတော့မှရန်စတယ်နော်ဒီအရာကိုသူကဖျက်ဆီးနေရတယ်သူ့ရဲ့နှလုံးသားက6တွေ့ပြီးတော့မှမစားနိုင်မတောင့်နိုင်ပဲနဲ့အမြဲတမ်းငိုကြွေးခြင်းအားဖြင့်သူကဖျက်ဆီးနေရတာဖြစ်တယ်သူ့ရဲ့ခင်မွန်းစီကရတဲ့ချစ်ချင်းမြတ်တာကလည်းသူ့ရဲ့6တွေ့မှုကိုမဖြည့်ဆည်းပေးနိုင်ဘူးဆိုတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့မှကျမ်းစာတွေမှာကြည့်မယ်ဆိုလို့ရှိရင်နော်ဟန္နကသူက6သွင်းမှုကိုလူတွေစီမှာသူကလိုက်လံပြောပြပြီးတော့မှသူ့ရဲ့6သွင်းမှုအပေါ်မှာသူကအပြည့်မရှာခဲ့ဘူးသူကဗမာသွားလဲဆိုလို့ရှိရင်ဖယားသခင်ရဲ့ရှေ့တော်မှာကိုသွားခဲ့တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့တော့ဒီအရာကကျွန်တော်တို့ယုံကြည်သူတွေအသက်တာထဲမှာအယမ်းပဲအတူယူစရာကောင်းတဲ့အရာဖြစ်တယ်တခါတည်းမှာကျွန်တော်တို့ထို6သွင်းနေတဲ့အရာကိုဖျက်ဆီးရတဲ့အခါမှာလေကျွန်တော်တို့ကလူတွေအပေါ်မှာသွားပြီးတော့မှရင်ဖွင့်တတ်တာတွေရှိတယ်ကိုနီးကိုဟန်နဲ့စူးစမ်းပြီးတော့မှဘလို့ပြန်လဲဆိုပြေးလာမလဲဘလို့ပြန်လဲလန်းဆန်းလာမလဲဆိုပြီးတော့မှအပြေရှာတဲ့အခြေအနေကရှိတတ်ကြတယ်ဒါပေမဲ့ထိုအခြေအနေမှာအကောင်းဆုံးကဘာလဲဆိုလို့ရှိရင်ကျမတို့ကဖယားကိုရှာဖွေခြင်းကအကောင်းဆုံးပဲဖြစ်တယ်ဆိုတာကိုဒီနေ့မှာပြောပြချင်တာဖြစ်တယ်ဟာလေလုယာအဲ့တော့ဟန္နကဗိမာန်တော်မှာသွားပြီးတော့မှသူကဖယားထံမှာချဉ်ကပ်ခဲ့တယ်ကျမပြောပြမယ်6တွေ့ခြင်းဆိုတဲ့အရာကလေဘာကိုဖြစ်ပေါ်စေလဲဆိုလို့ရှိရင်ရင်ငတ်ခြင်းကိုဖြစ်ပေါ်စေတယ်အဲ့ဒီရင်ငတ်ခြင်းကအသက်ဆန်းရည်ဖြစ်တဲ့ဖယားသခင်စီကိုရအောင်တွန်းပို့စေတဲ့အရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အခုချိန်မှာလေ6ကတ်ခြင်းကိုခံစားနေရလားစိတ်မပြတ်နဲ့အဲ့ဒီ6ကတ်ခြင်းတွေကနေပြီးတော့မှဖယားစီကိုရောက်ဖို့ရအတွက်တင့်ကိုတွန်းအားပေးနေတဲ့အရာဖြစ်တယ်ဆိုတာကိုတတိယဖို့ရအတွက်ဖြစ်တယ်နော်ပြီးလို့ရှိရင်တစ်ပင်တစ်ပင်ကအပေါ်ယံမြေကြီးက6တွေ့လေသူ့ရဲ့အမြစ်ကရေရဖို့ရအတွက်ဟိုးနဲ့နေရာကိုဆင်းရလေဖြစ်တယ်ရေရှိတဲ့နေရာကိုရောက်ဖို့အတွက်အဲ့တော့ကျမတို့အသက်တာကလည်း6ကတ်လေဖယားနဲ့နဲ့နေရာကိုသွားဖို့လေဆိုပြီးတော့မှအသက်ရှင်ဖို့အတွက်ဖြစ်တယ်ကျမစကားပြောနေထားနော်အသက်တာ6ကတ်လေဖယားနဲ့နဲ့နေရာကိုသွားဖို့အတွက်အသက်တာကိုအသက်ရှင်ရမှာဖြစ်တယ်အဲ့တော့ကျမတို့ရဲ့အသက်တာကဖယားနဲ့နတ်ရှိုင်းနဲ့ဆက်ဆံရေးကိုရဖို့အတွက်အခွင့်အရေးပဲဖြစ်တယ်အဲ့ဒါကြောင့်ဒီမှာရှိနေတဲ့ညီကိုမောင်မတွေကိုကျမခွန်အားပေးခြင်းနဲ့အခုချိန်မှာလေဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်အသက်တာထဲမှာ6ကပ်နေတယ်လို့ခံစားရတဲ့သူရှိခဲ့မယ်ဆိုလို့ရှိရင်စိတ်မပြတ်ပါနဲ့အဲ့ဒါကဖယားသခင်နဲ့နတ်ရှိုင်းနဲ့ဆက်ဆံရေးဖြစ်ပေါ်လာစေဖို့အတွက်အခွင့်အရေးပဲဖြစ်တယ်ထို့အခွင့်အရေးကိုလက်ရအမိဆုပ်ကင်တော်သူများဖြစ်ဖို့အတွက်ဘုရားခင်သင်ကိုကောင်းချီးပေးပါစေနော်ကျမတို့ကျမ်းစာကိုဆက်ပြီးတော့မှဖတ်မယ်ဆိုလို့ရှိရင်ခုနကခုနှစ်မှာကျမတို့ဖတ်ခဲ့ရနော်ဟန္နကတဲ့နော်သူကအစာမစားဘဲနဲ့ငိုနေတယ်တဲ့နော်ဒါပေမဲ့အခန်းကြီး18ရောက်တဲ့အခါမှာသူကအစာလဲဘုရားရဲ့ရှိတော်မှာကိုသူကတိုးဝင်ပြီးသွားပြီဖယားနဲ့သူကစကားပြောပြီးသွားပြီအဲ့ဒီအခါမှာသူကဘာလဲဆိုအစာစားတယ်တဲ့နော်ပြန်ထွက်လာတဲ့အခါမှာအစာပြန်စားတယ်ပြီးလို့ရှိရင်အမှကျမအရန်သဘောကျတဲ့အရာဘာလဲဆိုခြားနာသောမျက်နှာနဲ့တဲ့နော်ကျမတို့ပြောကြည့်ရအောင်ခြားနာသောမျက်နှာနဲ့သူဖယားစီကိုဝင်လာတော့ကကြတော့ညှိုးငယ်တဲ့မျက်နှာနဲ့ဝင်လာတယ်။ဒါပေမဲ့ဖယားရဲ့ရှေ့တော်မောက်ကနေသူပြန်ထွက်သွားတဲ့အချိန်မှာကြတော့မျက်နှာကမတူတော့ဘူး။ခြားနာသွားပြီ။ဟာလေလုယာ။ကျမတို့လည်းအဲ့လိုပဲဖယား
စီကိုမရောက်ခင်မှာတော့ကကျမတို့ညှိုးငယ်ကောင်းညှိုးငယ်နိုင်တယ်ဒါပေမဲ့ဖခင်ရဲ့ရှိတော်မကိုရောက်လာပြီးတဲ့အခါမှာဖခင်သခင်ပေးတဲ့ဂတိတော်တွေကိုကင်ဆယ်ခြင်းအပြင်ကျမတို့ရဲ့မျက်နှာကဝမ်းမြောက်လာပြီးခြားနာသွားပြီဆိုတာကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်မလို့ဖခင်သခင်ရဲ့မျက်မှောက်တော်ကိုသင်တိုးဝင်ဖို့လိုအပ်တယ်ဆိုတာကိုဒီကနေ့ကျမပြောပြချင်တာပဲဖြစ်တယ်အဲ့တော့ခုနကကျမပြောချင်တဲ့အရာလေးနည်းနည်းကြော်သွားရှိရနော်ဟာနာကသူကဗိမာန်တော်မှာသွားရောက်ပြီးမှဆုတောင်းတဲ့အခါမှာလေသူ့ရဲ့နှလုံးသားကနာကျင်လွန်းလို့သူ့ရဲ့နှလုံးသားကကြိုးပဲ့နေလွန်းလို့သူကဆုတောင်းတဲ့အခါမှာမျက်ရည်ကျပြီးတော့မှနော်ဒီတိုင်းနှုတ်ကနေပြောပြီးတော့မှအတန်အောင်မထွက်လာဘူးဆိုတာကိုတွေ့ရအဲ့အခါမှာနော်အေလိကဗိမာန်တော်မှာရှိတဲ့အေလိကမြင်တဲ့အခါမှာသူ့ကိုနော်တေးရနဲ့ရစ်မူးနေတယ်လို့မြင်ပြီးတော့မှသွားရောတဲ့နောက်တစ်ခါမတောင့်နေတယ်နော်သူ့ကိုဆုံးမလိုက်သေးတယ်အဲ့ဒါကလေပိုကြည်ခွဲရတယ်ဒီလားဘာကြောင့်လဲဆိုလို့ရှိရင်တခါတရံမှာလေကိုနားလည်နိုင်မယ်ကိုဖြစ်နေတဲ့ကြေမွားနေတဲ့၆တွေ့နေတဲ့အရာတွေကိုသိပေးနိုင်မယ်နားလည်နိုင်မယ်လို့ထင်တဲ့သူတွေကပဲကျမတို့ကိုအမြင်မှားပြီးတော့မှဖြစ်လာတဲ့အခါမှာကြေမွားသွားတယ်နော်၆တွေ့တာတော့ပို့ပြီးတော့မှကြေမွားသွားတယ်ဆိုတဲ့အရာကိုတွေ့ရဒါကြောင့်မို့လို့ကျမတို့က၆တွေ့ခြင်းကိုခံစားရတဲ့အခါတိုင်းမှာလူစီသွားဖို့မဟုတ်ဘဲနဲ့ဘုရားသခင်စီကိုသွားဖို့လိုအပ်တယ်ဆိုတာကိုပြောပြချင်တာဖြစ်တယ်အဲ့တော့ဟာနာကနော်သူကအလုံးစုံကိုသူကအေလိစီမှာပြန်ပြီးတော့မှပြောပြတဲ့အခါမှာအေလိကသဘောပေါက်သွားတဲ့အခါကျတော့သဘောပေါက်သွားပြီးတော့မှအဲ့ဒါဆိုသွားတော့ဘုရားသခင်ကတာဖွာရခြင်းအခွင့်ကိုပေးမယ်လို့ပြောလိုက်တဲ့အခါမှာနော်ဟာနာကခုနကပြောသလိုမျိုးချားနာတဲ့မျက်နှာနဲ့ဖခင်ရဲ့ဂတိတော်အပေါ်မှာသူစိတ်ချပြီးတော့မှသူဗိမာန်တော်ကနေပြီးမှထွက်သွားတယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ကျမတို့အသက်တာထဲမှာဟာနတ်လိုပဲဖခင်ရဲ့ဂတိတော်ကိုစိတ်ချဖို့အတွက်လိုအပ်တယ်ဖခင်စီတော့ရောက်ပြီးဖခင်နဲ့စကားပြောပြီးသွားပြီဖခင်နဲ့စကားပြောပြီးသွားတဲ့အခါမှာဖခင်ကကျမတို့ကိုပြောတဲ့ဂတိတော်ကိုဆက်လက်ကင်ဆွဲပြီးတော့မှစိတ်ချဖို့အတွက်လည်းလိုအပ်တယ်ဆိုတဲ့အရာကိုပြောပြချင်တာဖြစ်တယ်အဲ့တော့ကျမတို့ဟေရှာယအခန်းကြီး44အခန်းငယ်3ကိုကျမတို့အတူတကွကြည့်ရအောင်ဟေရှာယအခန်းကြီး44အခန်းငယ်3ကျမတို့ဒီမှာလဲထိုးပြထားတာဖြစ်တယ်အားရပန်းရနဲ့အတူတကွဖတ်ရအောင်ဘုရားသခင်ကျမတို့ကိုပါဂတိတွေပေးထားလဲအကြောင်းမူကားရေငတ်သောသူအပေါ်မှာရေကိုငါသွန်းလောင်း၍တွေးချောက်သောမြေကိုရေလွှမ်းမိုးစေမည်တင်ဤအမျိုးအပေါ်မှာငါဝိညာဉ်ကို၎င်းတင်ဤအနွယ်အပေါ်မှာငါကောင်းကြီးမင်္ဂလာကို၎င်းငါသွန်းလောင်းမည်ဟာလေလုယာ၆တွေ့နေတဲ့အရာတွေပေါ်မှာတဲ့နော်ဘုရားသခင်ကသူ့ရဲ့ရေကိုသွန်းလောင်းပေးမယ်သူ့ရဲ့ကောင်းကြီးမင်္ဂလာတွေကိုသွန်းလောင်းပေးမယ်လို့ပြောထားတာဖြစ်တယ်အဲ့တော့ကျမတို့အခုချိန်မှာ၆တွေ့ခြင်းကိုခံစားနေရတာကျမတို့အပြစ်မဟုတ်ဘူးတခါလေးမှလေသူများနဲ့နှိုင်းပြီးတော့မှခုနကဟာနာလိုပဲပေါ့နော်သူ့မှာကျတော့သားသမီးရှိတယ်ငါ့မှာကျတော့မရှိဘူးနော်အဲ့လိုပဲကျမတို့အသက်တာထဲမှာလေကို့မှာမရှိတဲ့အရာကိုနှိုင်းပြီးတော့မှသူများနဲ့သွားရှင်ပြီးတော့မှကို့ကို၆ကပ်နေတယ်လို့ခံစားရတဲ့အခါမျိုးတွေမှာလေကျမတို့တွေကစိတ်သက်သာဖို့ကြောင့်မဟုတ်ဘူးဒီမှာဘုရားသခင်ကပြောထားတယ်ကောင်းကြီးမင်္ဂလာကိုငါပေးအောင်မယ်ငါသွန်းလောင်းအောင်မယ်လို့ပြောထားတာဖြစ်တယ်ဖခင်ရဲ့ကောင်းကြီးမင်္ဂလာဖခင်ရဲ့အသီးပွင့်ကလေတရားနဲ့တရားအပေါ်မှာသွန်းလောင်းတာမတူတဲ့အခါမှာအချိန်တွေမတူညီကြတဲ့အခါမှာကျမတို့ကလူအနေနဲ့ဖခင်ရဲ့လှုပ်ဆောင်ခြင်းကိုမမြင်နိုင်တဲ့အခါမှာဝမ်းနေတတ်ကြတယ်အဲ့ဒီကဝမ်းနေဖို့မဟုတ်ဘူးအခုအချိန်မှာသူတပတ်ကြီးထွားနေခြင်းကသူ့အချိန်တန်လို့ဖြစ်တယ်ကျမတို့အခုအချိန်မှာမကြီးထွားနေသေးရလဲကျမတို့အချိန်မတန်သေးလို့ဖြစ်တယ်ဆိုတာကိုတတိယဖို့ဖြစ်တယ်ကျမတို့လည်းအချိန်တန်တဲ့အခါမှာဖခင်သခင်ပြင်ဆင်ပေးတဲ့အခါမှာကျမတို့လည်းကြီးထွားလာမှာဖြစ်တယ်ဟာလေလုယာနော်ဒီຢာကိုကျမတို့ဆင်ခြင်ရအောင်ပြီးသွားတဲ့အခါမှာခုနကကျမ်းပိုက်လေးအတိုင်းပဲကျမတို့အသက်တာကအမြဲတမ်း၆တွေ့နေမလားဆိုမဟုတ်ဘူးကျမတို့အသက်တာကအမြဲတမ်း၆တွေ့နေမှာမဟုတ်ဘူးဖခင်ရဲ့သွန်းလောင်းခြင်းကိုခံစားရအောင်မှာဖြစ်တယ်ငါဟာဖခင်ရဲ့သွန်းလောင်းခြင်းကိုခံစားရအောင်မှာဖြစ်တယ်ဆိုတာကိုယုံကြည်စိတ်ချပြီးတော့မှအသက်ရှင်ပွဲတော့ကျွန်မခွန်အားပေးခြင်းတယ်အဲ့တော့အဲ့ဒီအချိန်မှာဖခင်သခင်ကဟန္နရဲ့ဆုတောင်းတန်ကိုနားညောင်းပြီးတော့မှနော်သားရှမွေလကိုပေးခဲ့တယ်နော်သားရှမွေလကိုပေးခဲ့တဲ့အခါမှာဟန္နကအဲ့ကလေးကိုရတဲ့အခါမှာလေတခြားကလေးနဲ့မတူဘူးထူးခြားတယ်တာမန်ကလေးမဟုတ်ဘူးဣသရေလတစ်မျိုးလုံးအတွက်နော်ကြီးမြတ်တဲ့ prophet ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ကျမတို့ဝမ်းမြောက်စရာကဘာလဲဆိုတော့ဖခင်ကအချိန်တန်လို့ကျမတို့ကိုပြင်ဆင်ပေးတဲ့အခါမှာလေအဲ့ဒီပြင်ဆင်ပေးတဲ့အဖြေကကျမတို့တို့ကဝမ်းမြောက်စရာဖြစ်တယ်ကျမတို့တို့ထူးခြားတယ်အကောင်းဆုံးသောအစီအစဉ်ကိုကျမတို့ကိုပြင်ဆင်ပေးတဲ့ဘုရားဖြစ်တယ်ဘုရားရှင်နာမတော်ဘုန်းကြီးပါစေနော်အဲ့တော့ဟာနာရဲ့အသက်တာကသူ့ရဲ့တွေ့ချောက်မှုတွေကကြာရှည်ခဲ့တယ်သူ့ရဲ့တွေ့ချောက်မှုက
ကြာရှည်ပေမဲ့လည်းအဆုံးမှာဖခင်ကအကောင်းဆုံးကိုပြင်ဆင်ပေးတယ်ဒီကနေ့သင်တဲ့ကျွန်တော်ကိုလည်းဖခင်ကအကောင်းဆုံးကိုပြင်ဆင်ပေးနေတာဖြစ်တယ်အခုချိန်မှာကျမတို့အသက်တာက6ကတ်နေတယ်ဆိုလို့ရှိရင်ဒါကအဆုံးသတ်မဟုတ်ဘူးဖခင်သခင်ကဝမ်းမြောက်စရာအဖြေအတွက်သင်တဲ့ကျွန်တော်ကိုပြင်ဆင်နေတာဖြစ်တယ်နော်ကျမတို့ရဲ့အသက်တာ6သွင်းမှုကပို့ပြီးတော့မှကြီးမားတဲ့ရှံမွေလာကဲ့သို့သောအဖြေကိုဖခင်သခင်ကပြင်ဆင်ပေးနေတာဖြစ်တယ်နော်အဲ့တော့ကျမတို့အသက်တာထဲမှာဒီကနေ့မှာကျမတစ်ခုလေးမှတ်စေချင်တယ်6သွေးခြင်းကအဆုံးသတ်မဟုတ်ပါဘူးเนาะတင့်ကိုဖခင်သခင်ကအသက်တဖန်ပြန်လေပြီးတော့မှလန်းဆန်းခြင်းအားဖြင့်ပို့ဆောင်ပေးဖို့အတွက်ပြင်ဆင်နေတဲ့အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်ကျွန်မပြန်ပြောပြမယ်နော်6သွေးခြင်းကအဆုံးသတ်မဟုတ်ဘူးကျွန်မရဲ့အသက်တာကိုအသက်တဖန်ပြန်လေပြီးတော့မှလန်းဆန်းဖို့အတွက်ဖခင်ကပြင်ဆင်နေတဲ့အချိန်ကာလတစ်ခုပဲဖြစ်တယ်ဒါကိုကျွန်မတို့နားလေသဘောပေါက်တယ်ဆိုလို့ရှိရင်ထို6သွေးခြင်းထဲမှာကျွန်မတို့ဝမ်းနေစရာမလိုတော့ဘူးထို6သွေးခြင်းထဲမှာကျွန်မတို့ပြိုလဲနေစရာမလိုတော့ဘူးဖခင်ရဲ့ဂတိတော်ကိုကင်ဆွဲပြီးမှယေရှုချီးမွမ်းနေသွားဖို့ပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့တက်တာမှာတခါတည်းမှာဘုရားသခင်က6ကတ်ခြင်းကိုဘာကြောင့်ပေးတာလဲဘာကြောင့်ပေးတာလဲဆိုလို့ရှိရင်ထို6ကတ်ခြင်းထဲမှာဘုရားသခင်ကိုပူပြီးတော့မှအာကိုတက်လာစေဖို့ဘုရားသခင်နဲ့အတူတကွနှက်ရှိုင်းနဲ့ဆက်ဆံရေးရှိလာစေဖို့အတွက်ဘုရားသခင်ကဒီအရာတွေကိုတခါတည်းမှာကျမတို့တက်တာထဲမှာကြုံတွေ့စီရတာဖြစ်တယ်။ဘုရားသခင်ကကျမတို့ကိုရက်ဆက်လို့တော့ကျမတို့ကိုဒုက္ခရောက်ပါစေဆိုပြီးမှကြုံတွေ့စီရတာမဟုတ်ဘူးဆိုတာကိုသဘောပေါက်ဖို့အတွက်လည်းဖြစ်တယ်။အဲ့တော့ကျမတို့ဒီစာလံ63အခန်းငယ်1ထဲမှာဆိုလို့ရှိရင်လည်းစာလံဆရာကဗာလဲဆိုလို့ရှိရင်6တွေ့တဲ့အရက်ရေမရှိတွေ့6တဲ့အရက်မှာတဲ့နော်သူ့ရဲ့ဝိညာဉ်ကဖျားကိုပဲတောင်းတတယ်ဖျားကိုပဲစာငတ်တယ်တဲ့အဲ့တော့ကျမတို့ရဲ့ဝိညာဉ်ကလည်းဖျားကိုပဲတောင်းတပြီးတော့မှဖျားကိုပဲစာငတ်တယ်ဝိညာဉ်ဖြစ်လာဖို့အတွက်လိုအပ်တာပဲဖြစ်တယ်နော်ကျမဒီမှာခွန်အားပေးချင်ပါတယ်အခုချိန်မှာဒီမှာရှိနေတဲ့ညီကိုမောင်နှမတွေထဲမှာကိုရန်တက်တာထဲမှာတစုံတစ်ခုအားဖြင့်အကြောင်းအရာတစ်ခုအားဖြင့်6ကတ်နေတဲ့ကာလသွေး6နေတဲ့ကာလကိုဖြတ်တန်းနေရတဲ့သူတွေရှိခဲ့မယ်ဆိုလို့ရှိရင်နံပါတ်1အနေနဲ့ဖယားရဲ့ရှေ့မှောက်မှာကျမတို့သွားပြီးတော့မှကိုယ့်ရဲ့အသက်တာက6ကတ်နေတယ်သွေး6နေတယ်ဆိုတာကိုကျမတို့ဝန်ခံရအောင်တခါတည်းမှာလေကိုက6ကတ်နေတာကိုကိုယ်တိုင်ကမသိဘူးကိုဘေးနားမှာရှိတဲ့တပါးသူတွေကကိုသိတဲ့အချိန်တွေကရှိတတ်တယ်ဆိုတော့အဲ့လိုအချိန်တွေမျိုးမှာသူများကိုလာပြီးတော့တတိပေးခဲ့တယ်ဒါမှမဟုတ်ကိုယ်တိုင်ကလည်းကို6ကတ်နေတာကိုခံစားရတယ်ဆိုလို့ရှိရင်ဖယားရှိကိုသွားပါနံပါတ်2အနေနဲ့ကျမတို့ဗာလဲဆိုလို့ရှိရင်လောကီရေးရာတွေကနေပြီးတော့မှကျမတို့ခဏလေးလက်ထွက်လိုက်ကျမတို့လူအနေနဲ့လောကီရေးရာတွေမှာကိုယ့်ရဲ့အုံနောက်ကိုအမိပြုတ်ပြီးတော့မှကိုးစားပြီးတော့မှရှောက်လန်းနေတဲ့အရာတွေကနေခဏလေးမေ့ထားပြီးတော့မှဖခင်ရဲ့မျက်မှောက်တော်တွေကိုတိုးဝင်ပြီးတော့မှဖခင်သခင်ရဲ့မျက်မှောက်တော်တွေမှာအနားယူပါဒီကနေ့ကျမတို့လောကမှာရှိနေတဲ့ပင်ပန်းခြင်းတွေလောကမှာရှိနေတဲ့ဖိစီးခြင်းတွေကနေပြီးတော့မှလွတ်ငင်းစေတာကဖခင်ရဲ့မျက်မှောက်တော်ပဲဖြစ်တယ်။ဒါကြောင့်မလို့ထိုမျက်မှောက်တော်ထဲမှာတိုးဝင်ပြီးတော့မှထိုသခင်နဲ့အတူတူကျမတို့ကမွေ့လျော်ဖို့အတွက်နံပါတ်1အနေနဲ့လှုပ်ဆောင်ဖို့အတွက်ဖြစ်တယ်။နံပါတ်3အနေနဲ့ကဘာလဲဆိုဟာနဲ့လိုမျိုးပဲဖခင်ရဲ့ဂတိတော်ကိုကင်ဆွဲပြီးတော့မှရှောက်လန်းဖို့အတွက်ဖြစ်တယ်။တခါတည်းမှာကျမတို့မလွယ်ကူနော်။၆တွေ့နေတဲ့အရာတွေကိုခံစားနေရတဲ့အခါမှာလေဖခင်ဂတိတော်ကိုကင်ဆွဲဖို့ဆိုတဲ့အရာကလွယ်ကူတဲ့အရာတော့မဟုတ်နေဘူး။ဒါပေမဲ့လေဖခင်ရဲ့ဂတိတော်ကိုကင်ဆွဲပြီးတော့မှရှောက်လန်းမယ်ဆိုလို့ရှိရင်ကျမတို့ကမျောလင့်ချက်မဲ့ခြင်းနဲ့ဖြတ်တန်းနေရတဲ့သူတွေမဟုတ်တော့ဘဲနဲ့မျောလင့်ချက်အပြည့်နဲ့ဖြတ်တန်းနေရတဲ့အသက်တာကိုဘုရားခင်ကတင့်ကိုပေးမှာဖြစ်တယ်။အဲ့တော့ကျမတို့ခုနကပြောတဲ့အတိုင်းပဲเนาะထို6တွေ့နေတဲ့ကာလတွေကိုဖြတ်တန်းတဲ့အခါမှာကျမတို့တယောက်နဲ့တယောက်ကြုံတွေ့နေရတဲ့အရာတွေဖြတ်တန်းနေရတဲ့အရာတွေကမတူညီတဲ့အတွက်ကြောင့်မလို့အသီးပွင့်ထွက်လာတဲ့အခြေအနေကလည်းတူညီမှာမဟုတ်ဘူး။ဒါကြောင့်မလို့သူကတော့တီးလာပြီသူကတော့ပွင့်လာပြီသူကတော့ကြီးထွားလာပြီဆိုပြီးမှကျမတို့ကသူများနဲ့နှိုင်းပြီးတော့မှကိုယ့်အသက်တာကိုရှင်ဖို့အတွက်မဟုတ်ဘဲနဲ့ငါရဲ့အသက်တာထဲမှာကောဘုရားသခင်ကဘယ်အချိန်မှာများဆိုပြေစီလာမလဲဆိုပြေလာခြင်းမဲ့အချိန်ကိုကျမတို့ကမျှော်လင့်ရင်းနဲ့ဖခင်ရဲ့ဂတိတော်တွေကိုကင်ဆွဲပြီးတော့မှရှောက်လန်းဖို့အတွက်ဖြစ်တယ်။ဒါကြောင့်မလို့ကျမခွန်အားပေးခြင်းနဲ့အားမငယ်ပါနဲ့ဖခင်သခင်ကတင့်အတွက်အကောင်းဆုံးသောအဖြေကိုပြင်ဆင်ပေးထားတယ်ဆိုတာကိုယုံကြည်မျှော်လင့်လျက်အသက်ရှင်ပါပြီးသွားလို့ရှိရင်အဆုံးသက်နေလဲကျမပြောချင်တာပါလဲဆိုလို့ရှိရင်6တွေ့ခြင်းကျမတို့အသက်တာတွေကနေပြီးတော့မှ6တွေ့ခြင်းတွေကိုစိုးပြေခြင်းအခွင့်ပေးနိုင်တာကကျမတို့ကိုးကွယ်တဲ့ဘုရားသခင်ထာဝရဘုရားပဲဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးလက်ထိုးဘုရားခင်ကိုချီးမွမ်းကြရအောင်ဒါကြောင့်မလို့ကျမတို့အသက်တာထဲမှာဒီကနေ့6တွေ့ခြင်းကိုခံစားနေရမယ်ဆိုလို့ရှိရင်ဒီကနေ့မှာစိတ်မပြတ်ပါနဲ့ဘုရားသခင်၌ဝမ်းမြောက်အားရပြီးတော့မှဒီကနေ့ထိုဘုရားရှင်ရဲ့အထံတော်တွေကိုတိုးဝင်ချင်းကပ်ပြီးတော့မှထိုဘုရားရှင်ရဲ့နေ့ရက်တိုင်းမှာအတူတူဖြတ်တန်းပြီးတော့မှဘုရားရဲ့သွန်လောင်းပေးခြင်းအားဖြင့်ထိုဘုရားသခင်ရဲ့ဂတိတော်တွေကိုကင်
ဆွဲခြင်းပဲကျမတို့ရဲ့တက်တာထဲမှာစုံပြေခြင်းတွေရှိလာပြီးတော့မှဒီကနေ့အကောင်းဆုံးအသက်တာတွေကိုဖြတ်သန်းနိုင်သောသူများအသီးသီးဖြစ်ပါစေလို့ကျမဒီနေရာကနေခွန်အားပေးတိုက်တွန်းချင်ပါတယ်ရောက်ချင်းစီတိုင်းပေါ်မှာဖျားခင်အထူးပဲကောင်းချီးပေးပါစေ